iPhone ကကာလာတစ်တွေပါလေပါဟာမမြင်ဘူးဒါကို iPhone 15ကာလာအစ်အဲ့ဒါကြောင့်ပြောတာကဲကြည့်အခုပဲကြည့်ဖုံးရောက်နေတဲ့သူတော်မှဒါကို iPhone 15ကာလာအစ်လို့မေးပြီဘယ် iPhone 15ကာလာအစ်ကမှလဲ73လည်းမဟုတ်ဘူး15လည်းမဟုတ်ဘူးဒါတက္ကနိုတွေကအစ်ထွက်ထားတယ်တက္ကနို Spark 40 C ပါရှင်တော့ဂျင်းနဲ့ခံရလို့ရနော်ဒီဇိုင်းမိုင်းကိုကြည့်ကြအောင်တွေ့လားဖုံးရောက်နေတဲ့သူတော် iPhone 15ကိုကာလာတစ်လာလို့လာမေးပြီကဲအဲ့လောက်ထိကိုဒီဇိုင်းမိုင်းကအလုံးဝ luxury sensor လေးနဲ့ကိုမိုက်တာပေါ့နော်ဒါလေးကတက္ကနိုကအပြည့်ထားတဲ့တက္ကနို Spark 40 C လေးပဲဖြစ်ပါတယ် battery MP ကလည်း6000မှာအပြည့်ဝလေးကတော့18 watt နဲ့လာတယ်ဒီဇိုင်းလေးကအခုလိုမျိုးလေးပေါ့နော် iPhone 13လို့15လို့လုံးဝကာဗာတက်လိုက်လို့ရှိရင် iPhone ပဲကွာနော်ပြီးတော့နောက်တစ်ခုဒီကောင်လေးဆိုလို့ရှိရင်နောက်ပိုင်းထွက်တဲ့ဒီတက္ကနိုမှာဆို AI picture လေးပါတဲ့အပြင်မှာ9သိန်းကျော်4သိန်းကျော်မှာကွာမထင်ရလောက်တဲ့ design ပိုင်းနဲ့ဒီ screen မျက်နှာပြင်အကျယ်အနေနဲ့ဆိုလို့ရှိရင်ဒီကောင်လေးက 6.6 လောက်သွားတယ်ကွာ4သိန်းကျော်5သိန်းမှာမထင်ရလောက်အောင်ပေါ့နော်ပေးထားတဲ့အပိုင်းကြီးအရန်ကို luxury sandal လို့ပြောရမယ် speaker အနေနဲ့ဆိုလို့ရှိရင် dual speaker အပေါ်အောက်ကိုသွားပေးထားပြီးတော့ဒီရေတံမိုးတံခံတဲ့အပိုင်းပေါ့နော်အမတို့အဲ့ဘိုင်းတွေဆိုလို့ရှိရင်ပုံမှန် Redmi တို့ဘာလို့မှဆိုရင်တော့မှပဲကွာ9သိန်းကျော်10သိန်းမှရမယ်ပုံစံမျိုးဒါပေမဲ့ဒီ Tecno မှာ4သိန်းကျော်နဲ့ကိုရေတံမိုးတံခံနိုင်အောင် IP64 လောက်ကိုထည့်ပေးထားတယ်ပေါ့နော်နောက်တစ်ခုလက်ပွေအနေနဲ့ကတော့သူကဘေးလက်ပွေလေးနဲ့လာပါတယ်ရှင်သူ့ကိုရောင်းပေးမဲ့ဈေးလေးက RAM 4 128ဆိုလို့ရှိရင်4သိန်း9000ဝန်းကျင်ဖြစ်ပြီးတော့ RAM က8 memory က128 GB နဲ့ဆိုလို့ရှိရင်တော့9သိန်း29,900 RAM 8256နဲ့လည်းပစ္စည်းတွေအခုလိုမျိုးရောက်ထားပါတယ်ရှင်ဒါလေးကိုလက်ငင်းလဲဝယ်လို့ရလို့အရေးကြနဲ့လည်းရောင်းပေးပါတယ်အရေးကြနဲ့ဝယ်ခြင်းနဲ့သူဆိုလို့ရှိရင်တော့ကနဦးတသိန်းကျော်လေးရှိုံနဲ့ Tecno Spark 40 C လေးကိုအရေးကြလျှောက်ပြီးလဲဝယ်လို့ရပါတယ်ဝယ်ယူအပိခြင်းတဲ့သူတွေဆိုင်းရလိပ်စာလေးကိုမှတ်ပေးပါဦးရှင်လိုင်စာယာမြို့နယ်တမကုန်းမှတ်တိုင်းအနီးအတွင်းပဒံထိပ်ပါရှင်ဆက်သွယ်မှာယူတင်နေဆိုရင်တော့ဆိုင်းရဖုန်းနံပါတ်တွေက3998951936ရဲ့3992554426ရဲ့နောက်တစ်လုံးအနေနဲ့ဆိုရင်တော့3999391339ခေါင်းလေးနဲ့ရှိကိုလည်းတေးသေးသိကျင်တာလေးမေးမြန်းလို့ရပါတယ်ရှင်ကြည့်ရှုသူတယောက်ချီတိုင်းကိုလည်းကျေးဇူးမြတ်အများကြီးတင်ပါတယ်ကာလာလေးတွေကတော့အစုံရောက်ထားပါတယ်နော်